ကဲအမျိုးတို့ကြော်မသွားတဲ့ဝိုင်းရှယ်ပေးနော်ကျွန်တော်နဲ့အမြင်မတူတဲ့လူတွေမနာလိုပဲလူတွေကမင်းကနန်းပယ်တော့ပေါက်ဘူးလေကျွန်တော်ပြောရမယ်ဒီတော့ပို့နော်ကျွန်တော် second shot ရိုက်လာတာနော်ဒါအနီးဆက်ဆုံးအပတ်လေးပြောလိုက်မယ်38ခွန်းနော်အနီးဆက်ဆုံးအပတ် comment တွေဖတ်ကြည့်အမစိတ်ထားပြီးမထိုးလိုက်ရဘူးကိုရေးတဲ့ပေါက်တဲ့အကိုရေးတဲ့မနဲ့အလူလုံမယ်တဲ့ share ပြီးအကိုရေးတဲ့အကိုရေးမအားလို့မရလိုက်ဘူးတဲ့တို့20ဘိုးပေါက်တယ်တဲ့တွေ့လားဒါအနီးဆက်ဆုံးအပတ်နော်ကျွန်တော်ပေးတာနှစ်ကာလမှာ9ခါလာပေါက်တယ်ပြီးရင်တဲ့ကိုတကွက်တည်းပေးတာတဲ့တစ်ခါထွက်တယ်960တော့နော်690လား960လားမသိမမှတ်မိတော့ဘူးကျွန်တော်စေတနာနဲ့အများနဲ့ပေးတယ်ဒါ comment မှာဖတ်ကြည့် comment ဖတ်ကြည့်ဒီမှာ comment တွေအများကြီးပဲဒါကြောင့် screenshot ရိုက်ပြီးပေးလာတာဒါအနီးကတ်ဆုံးအပတ်ကိုပြောတာအနီးကတ်ဆုံးအပတ်ပြီးအခုဒီအပတ်လည်းပါဝါလေးချိန်သွားလို့ကျွန်တော်တကွက်ကောင်တပွင့်ကောင်လေးထုတ်ပေးတာတုံညပါဝါပြောင်းသွားလို့ငါးထွက်သွားလို့ငါးဖြစ်သွားလို့မဟုတ်ရင်ဒီပွင့်နဲ့ကျွန်တော်အများရမှာအကုန်လုံးအောင်မှာစေတနာနဲ့လှုပ်တယ်ဘာပဲလို့စေတနာနဲ့လှုပ်တယ်နော်ခင်ဗျားတို့မယုံဘူးလားကြော်လိုက်မယုံကြော်လိုက်ဟုတ်လားခင်ဗျားတို့ယုံခင်ဗျားတို့ရမယ်ခင်ဗျားတို့မယုံခင်ဗျားတို့မရတာပဲနော်ဒီမှာတက်တည်ပဲဒါမှကျွန်တော်ပို့ဒါကျွန်တော်စောက်ခွက်ဒါအပေါ်မှာကြည့်အဲ့တော့ကတုံးမတုံးသေးဘူးအမကြည့် comment တွေကြည့်ဒီလူတွေကတော့အခုရှိသေးရဲ့နော်ဒီလူတွေကိုလိုက်ရှာပြီးမေးကြည့်တကယ်ဟုတ်လားမဟုတ်လားဆိုတာအများတို့ကလည်းလူကိုလေလူလိန်ပဲပြောဖို့ပဲချောင်းနေခင်ဗျားတို့စီဘယ်နှချက်လိန်ထားလဲပြောပြအောင်ပြောပါဦးကျွန်တော်ကလည်းတကွက်ကောင်းရလေခင်ဗျားတို့ကျွန်တော်စေတနာနဲ့ပေးတာအလကားပေးတာစောက်ဆန်တဲ့ကြားမျိုးဟုတ်လားရောင်းစားခြင်းလည်းရတယ်ကျွန်တော်ကလည်းတကွက်တသိန်းနဲ့ဝယ်လို့ရှိတယ်ကျွန်တော်မရောင်းဘူးစေတနာပဲပေးတာဟုတ်လားစေတနာနဲ့လုပ်ရင်အောင်မှာကိုကြိုးပြလုပ်နေတာမဟုတ်ဘူးကျွန်တော်အကောက်စုတွေမှာလိုက်လိန်နေတာလူတကာလိုက်လိန်နေတာအကောက်တူတွေကရောင်းလို့ရနေတာသူအကောက်တူတွေကကျွန်တော်ကလည်းကျွန်တော်စေတနာနဲ့ပေးတာအမျိုးတို့မယုံလဲကြော်သွားလိုက်နော် तू ကပေါက်ဖို့ဆိုတာရန်ခဲရင်းနေပြီးကျွန်တော်ထုတ်လဲတကွက်နှစ်ကွက်ပဲကျွန်တော်ထုတ်တာတပတ်ကိုကြိုက်တဲ့လောက်ထိုးနိုင်တဲ့လောက်ထိုးနော်ရရင်တော့လူချင်းလူမလူချင်းနေတော့ကြော်ပါမပြောအဓိကအဆင်ပြေဖို့ပဲကျွန်တော်ဘာလို့စေတနာနဲ့ပေးတယ်နော်